အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့လူအရန်ကြိုက်များနေတဲ့ကျွန်တော်တို့နာမည်ရနေတဲ့နန်ယိုးကြော်နီးနဲ့ကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်နန်ယိုးကြော်မှာကျွန်တော်ဘာတွေပါဝင်ထားမလဲကျွန်တော်အသုံးပြုပုံလေးရဘယ်လိုဖြစ်မလဲပစ္စည်းတွေကဘာတွေပါဝင်ထားမလဲဆိုတော့ပြီးတော့ကျွန်တော်တစ်ချက်တော့ရှင်းပြမယ်ပေါ့နော်အရင်ကဒါကကျွန်တော်နန်ယိုးရေစီးတက်ဆင်ထားတဲ့နန်ယိုးဖြစ်ပါတယ်ကျွန်တော်အရင်ကဈေးလေးကိုသွားပြီးတော့နန်ယိုးမှာကျွန်တော်တို့အသားလေးနဲ့အယိုးလေးနဲ့မျှပါနန်ယိုးလေးရွေးပြီးတော့ကျွန်တော်ဝယ်ခဲ့ပေါ့နော်ဝယ်ခဲ့ပြီးတော့ကိုစိတ်ကြိုက်အနေထားတိုင်းတုံးတိပြီးတော့ကျွန်တော်တို့ရေစေးတန်းစင်ပြီးခုတ်ထားမယ်ဒါဆိုတော့ကျွန်တော်နိုင်ရရပြီနော်နောက်လည်းကျွန်တော်ပါဝင်ပစ္စည်းတွေကတော့ဒါကတော့ကျွန်တော်ဂျင်းကြက်သွန်ပြူဇပလင်လေးကိုကျွန်တော်လှီးထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ချက်ကောပါကောလေး2မျိုးဆက်ကျွန်တော်သုံးထားလေးဖြစ်ပါတယ်ကျွန်တော်တို့ဒါလေးကတော့ကျွန်တော်ဟွာကြောင်းစီသုံးမယ်ကျွန်တော်တို့ငရုတ်ကောင်းလေးသုံးမယ်ဒါလေးကတော့ကျွန်တော် black vinegar လေးကိုကျွန်တော် cooking wine ဖြစ်ကျွန်တော်အသုံးပြုမှာဖြစ်ပါတယ် black vinegar လေးကိုသုံးမှာဖြစ်ပါတယ်ကျန်တာကတော့ကျွန်တော်တို့ဂျုံလေးပေါ့နော်ပါဝင်ပစ္စည်းလေးလည်းပြည့်သွားပြီဆိုကျွန်တော်နဲ့အတူတူအချိုငံဆက်ပုံလေးကိုစားပြီးကြည့်ကြအောင်ပါနော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးမှာနိုင်ရိုးမှာကျွန်တော်တို့အဟီနှန်းလေးတွေပါလေးကိုတောက်သွားကျွန်တော်ဂျင်းလေးကိုကျွန်တော်အမုံလေးခြေပြီးတော့ကျွန်တော်ထည့်မယ်ဂျင်းချက်သွင်းလေးကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်တို့ချက်သွင်းလေးထောင်းမယ်ကျွန်တော်တို့ဂျင်းလေးနဲ့2မျိုးပေါ့နော်ဒါဆိုကျွန်တော်ရပါပြီဂျင်းချက်သွင်းလေးကြိတ်ထားလေးကိုကျွန်တော်ထည့်မယ်နည်းနည်းပိုင်အောင်လေးပေါ့နော်ဆိုတော့ကျွန်တော်တို့ငရုတ်ကောင်းလေးပါထည့်မယ်ကျွန်တော်တို့ချက်ကောပါကောလေးအသုံးပြုမယ်ဒီနေရာမှာကျွန်တော်တို့ချက်ကောပါကောကဝယ်ရတာခတ်တဲ့တူတွေကိုဘေးဖယ်ထားပါကျွန်တော်တို့အသုံးမပြုလည်းရပါတယ်ကျွန်တော်တို့ဟွာချောင်းစီလေးနည်းနည်းကိုကျွန်တော်အသုံးပြုမယ်ကျွန်တော်ကတော့ဒီညမှာ black vinegar လေးကိုအသုံးပြုမယ်ကျွန်တော် black vinegar ကိုဘာကြောင့်အသုံးပြုရလဲဆိုတော့သဘောတရားကိုသိတော့ကျွန်တော်တခါလေးရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ vinegar ကျွန်တော်အသုံးပြုရဲ့အဓိပ္ပာယ်ကကျွန်တော် cooking wine အဖြစ်ကျွန်တော်အသုံးပြုဖြစ်ပါတယ်ကျွန်တော်တို့ခင်းချက်တဲ့ခါမှာ wine လေးကိုကျွန်တော်တို့အဓိကထားအသုံးပြုတာကကျွန်တော်တို့ဒီအသားမှာပါတဲ့ကျွန်တော်တို့မမြင်ရတဲ့ကျွန်တော်တို့ပိုးမွားတွေတည်စေနိုင်တယ်ပြီးတော့အသားကိုနူးညံ့စေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ cooking wine ကိုထည့်ပြီးအသုံးပြုတာချက်တာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် cooking wine အစားကျွန်တော် black vinegar လေးကိုကျွန်တော်နည်းနည်းလေးအသုံးပြုမယ်ဒါတော့ကျွန်တော်ရဲ့ပေါက်နေတဲ့ကျွန်တော်နိုင်ရုပ်ကျော် technique တိုင်းကိုအားလုံးကိုပြန်လဲ sharing လုပ်ပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနံလေးတွေအားလုံးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီခါမှာအရသာလေးကိုကျွန်တော်ထည့်မယ်ကျွန်တော်တို့ဟင်းကျုံမိုးလေးထည့်မယ်တကြားလေးပါထည့်မယ်ကျွန်တော်တို့စားလေးပါထည့်မယ်ပြီးရင်ကျွန်တော်တို့ဒါချက်သားမုံလေးထည့်မယ်ဒါဆိုရပြီပေါ့နော်ကျွန်တော်တို့မဆလာလေးဘာတွေညာကြီးထည့်ပြီးပါပြီချုံကန်လေးထည့်ပြီးပါပြီကျွန်တော်အရသာဝင်တော့အောင်နည်းမယ်ကျွန်တော်နှက်မယ်ဆိုတော့ကျွန်တော်တို့ကျုပ်အကာလေးကိုကျွန်တော်နည်းအသုံးပြုမယ်ကျွန်တော်တို့နန်ရိုးကအရန်ဆိုနေတယ်ကျွန်တော်ရေတက်များနေဆိုရင်တော့ကျုပ်ကအသုံးမပြုလဲရပါတယ်ကျွန်တော်ကတော့ဒါရေစီး6ခံထားတယ်ကျွန်တော်6နေတော့ကျွန်တော်ကျုပ်ကားလေးကိုဆူလေးဖြစ်အောင်ကျွန်တော်အသုံးပြုပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဂျုံလေးပါထည့်မယ်ဒါဆိုကျွန်တော်နောက်ဆုံးမှဂျုံလေးထည့်ယူလိုက်ဆိုတော့ကျွန်တော်ရဲ့နန်ရိုးကြော်ကျွန်တော်စားပြီးကြော်လို့ရပါပြီဆိုတော့ကျွန်တော်စီပူလာရင်ကျွန်တော်နန်ရိုးလေးထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီအနေထားရကန်ဒီမှာကျွန်တော်တို့တော့ကျွန်တော်လိထားတယ်ကျက်သွန်ကြီးလေးတွေပါလေးတွေဂျင်းချောင်းလေးတွေကျွန်တော်ဇပလင်လေးတွေကျွန်တော်ပြင်းတော်သိမ်းရွက်လေးကျွန်တော်ထည့်မယ်ကျွန်တော်တို့စီးတဲ့ရွက်ကိုပြင်းတော်သိမ်းရွက်လေးရှင်းနေထည့်ပြီးပါကျွန်တော်အကျွတ်ကြော်အချောက်ကြော်တွေမှာပြင်းတော်သိမ်းနဲ့အလက်ခင်ဗျာဒီမှာပြင်းတော်သိမ်းပါရင်မှုချင်ကျွန်တော်စားလို့ကောင်းတယ်နော်ကျွန်တော်အိန္ဒိယဘယာကြော်ပုံစံလေးတိုင်းပေါ့နော်ကျွန်တော်ဒီလိုထားလေးပေါ့နော်ဒါဆိုကျွန်တော်ရကန်ပြီးပါပြီကျွန်တော်တို့အနက်မှုလေးနဲ့ကျွန်တော်တို့စားလို့ကောင်းတဲ့နယ်ရိုးကြော်လေးပေါ့နော်ဒါကြောက်ဒီမှာတော့အရင်အကြိမ်များပြီးတော့ပေါက်နေတဲ့နယ်ရိုးကြော်လေးပေါ့နော်သူကနန်နုကြော်ဆိုလို့ကောင်းတဲ့ခင်ဗျာနန်အယိုးကြီးပဲဆိုရင်ဒါတိတ်အဆင်မပြေဘူးခင်ဗျာအယိုးလေးနဲ့အသားလေးနဲ့ပါလာလေးကိုရွေးဝယ်မယ်ပြီးရင်ကျွန်တော်ကုတ်ချီစူပန်းစင်ကြော်ပေါ့နော်နန်နုရရင်တော့ပိုအဆင်ပြေပါတယ်ဒီကောင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့နန်ရိုးကြော်လေးကျွန်တော်ရပြီပေါ့နော်ဒီနီးလျိုင်းလေးကိုပြန်လဲကြော်စားလို့ရအောင်ကျွန်တော်တို့ဆိုင်ဖွင့်ထားတဲ့သူတို့ကလည်းအဆင်ပြေသွားအောင်ကျွန်တော်တို့အိမ်မှာနန်ရိုးကြော်ကျွတ်ရွရနဲ့ကျွန်တော်အရသာချီလေးစားခြင်းတဲ့သူတွေအတွက်ကိုကျွန်တော်ဒီနီးလျိုင်းလေးကိုပြန်လဲမျှဝေပြတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်သွားပြီးဖို့မမေ့ပါနဲ့ကျွန်တော်အားလုံးကိုတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲစားကြပါအောင်ကျွန်တော်ရဲ့နန်ရိုးကြော်ကျွတ်ရွရမှုမှုကြိုင်ကြိုင်လေးဖြစ်ပါတယ်